ရဲ့သင်ခန်းစာလေးတစ်ခုကို share လုပ်ရှင်ပါတယ်ဘယ်လိုသင်ခန်းစာလဲဆိုလို့ရှိရင်ဒီမှာ Excel မှာ table လေးတစ်ခုရှိနေတယ်အဲ့ဒီ table မှာဆိုရင် column ဘယ်နှခုသုံးထားလဲဆိုတော့5ခုပေါ့နော်1 2 3 4 5 column သုံးထားတယ်ဟုတ်ပြီအဲ့ဒီဟာကို copy ပွားခြင်းတယ်ဒါပေမဲ့အရာတွေကိုပဲ copy ပွားခြင်းလဲဆိုလို့ရှိရင်တို့ကဥပမာပေါ့ A ရယ် B ရယ် D ရယ် E ရယ်ပဲပေါ့နော်ဥပမာအဲ့လိုပွားခြင်းတယ်ပြီးရင် C column လေးကို hide ထားခြင်းတယ်ပေါ့နော် hide ထားတဲ့အရာလေးမပါဘဲနဲ့ဘေးမှာ copy ပွားခြင်းတယ်ဒါဆိုဘယ်လိုပွားရမလဲပေါ့နော်ဒါတို့ကအရင်ဆုံး hide ကြည့်လိုက်မယ်နော် C column လေးကို hide ကြည့်လိုက်မယ် right click hide ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်တို့က A B D E ပဲကျန်တော့မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ရိုးရိုးပွားကြည့်ကြည့်ရအောင်နော် selection ပေးလိုက်မယ် control C နှိပ်လိုက်တယ်တခြားနေရာမှာ paste လုပ်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်တို့ကအားလုံးပြန်ပါနေသေးတယ်ပေါ့နော်ဘယ်လိုလဲဆိုရင်တို့ hide ထားတာကဒီ C column hide ထားရပေါ့နော်account number ရယ် item ရယ် quantity ပါမယ် total အဲ့ဒီဟာပဲပါချင်တာဒီမှာကျတော့တကယ်တမ်းပွားလိုက်တဲ့နေရာမှာဒီမှာ price ပြန်ပါနေတယ် hide ထားတဲ့ column မှာ copy ထဲမှာပြန်ပွားနေတယ်ပေါ့ဒါဆိုရင် hide ထားတဲ့အရာမပါအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့သင်ခန်းစာလေးပေါ့နော်ဟုတ်ပြီဒါဆိုရင်လုပ်ကြည့်ကြရအောင်ဘယ်လိုသုံးရမလဲဆိုလို့ရှိရင်ချင်းဆုံး hide ထားရဲ့เนาะစင်တဲ့ ready hide ထားပေါ့ခုပါတာကိုကြိုက်တဲ့ A column ပဲဖြစ်ဖြစ် B column ပဲဖြစ်ဖြစ် hide ထားเนาะဒီမှာတော့လောလောဆယ် C column လေး hide ပေးထားတယ် A B D E ပဲရှိမယ်ပေါ့ဒါဆို select ပေးမယ် selection လေးပေးရအောင် selection လေးပေးပြီးဘာအရင်လုပ်ရမလဲဆိုရင်2မျိုးရှိပါတယ်သူက keyboard shortcut နဲ့ဆိုရင်တော့ဒီလိုပေါ့နော် Alt နဲ့ semicolon လေးတွဲနေလိုက်ရတယ်အဲ့လိုမနှိပ်ရှင်ဘူးဆိုလို့ရှိရင်လည်း selection လေးပေးထားမယ်ဒီ home tab ထဲကနေပြီးတော့ဘယ်လိုသွားမလဲဆိုရင်ဒီမှာ edit အောက်ဆိုသွားရအောင်ပြီး finance လက်ကိုသွားလိုက်မယ်သွားပြီး go to special ကိုနေလိုက်ရပြီဒါဆိုဒီထဲမှာလေဒါလေးပေါ့နော် visible cell only လက်ရှိမြင်နေရတဲ့အရာလေးเนาะ cell တွေကိုပဲ column လေးတွေကို row လေးကိုပဲသူက copy ပွားခြင်းတယ်လို့ပြောချင်တာပေါ့နော်လောလောဆယ်ဒါလေးကိုเนาะ select ပေးလိုက်ပါမယ် okay နဲ့ထွက်လိုက်မယ်ဒါဆိုရင်ဒီပုံစံဖြစ်သွားပြီပြီးတော့မှ control C နှိပ်ကြည့်ရအောင်ပြီးရင်ဒီမှာကြိုက်တဲ့နေရာမှာ click နှိပ်မယ်ပွားကြည့်လိုက်မယ်ဒါဆိုရင်တော့ရပြီပေါ့နော်ဒီမှာ count number item quantity total ဒီမှာလည်း count number item quantity total ပေါ့နော်ဒါဆိုရှင်ကိုလက်ရှိမြင်နေရတဲ့ column လေးတွေ row လေးတွေ cell လေးတွေကိုပဲသူက copy ပွားခြင်းနဲ့ hide ထားတဲ့အရာတွေမပါစေချင်ဘူးဆိုလို့ရှိရင်သူကဘာလို့သွားမလဲဆိုရင် final select က go to special ကဒီ visible cell only ကို selection ပေးလိုက်ရင်ရပါပေါ့နော်ဒါဆိုရင်သူက shortcut key နဲ့ဆိုတော့ဒါ order နဲ့ semicolon ပေါ့ဒါလေးနှိပ်ကြည့်ကြရအောင်နော်ဟုတ်လားမဟုတ်လားနှိပ်ကြည့်ကြရအောင်ဟုတ်ပြီ selection ပေးထားမယ်keyboard က order key လေးနဲ့ semicolon နဲ့တွဲနေမယ်ဒီပုံစံဖြစ်သွားပြီပေါ့ပြီးရင် control C နှိပ်လိုက်မယ်တခြား click any cell ပေါ့နော်ကြိုက်တဲ့နေရာမှာနှိပ်မယ် paste လုပ်ပြီးလိုက်မယ်အတူတူပါပဲအဲ့တော့ဒီ final select က go to special က visible cell only ကိုမနှိပ်ရှင်ဘူးဆိုရင် keyboard က order နဲ့ semicolon နဲ့တွဲနေလိုက်ရင်ရပါပြီဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အခု hide ထားတဲ့ column တွေပဲဖြစ်ဖြစ် row တွေပဲဖြစ်ဖြစ်hide ထားတဲ့အရာတွေမပါဘဲနဲ့ copy ပွားခြင်းနဲ့ဆိုလို့ရှိရင်အခု selection လေးပေးမယ်ပေးပြီးတော့ go to special က visible cell only မှာ select ပေးပြီးမှပွားရင်ပွားဒါမှမဟုတ်လေ keyboard shortcut အနေနဲ့ဆိုရင် order key လေးနဲ့ပွားနိုင်ကြပါပြီဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကိုအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်